ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ Switzerland မှာရှိတဲ့ Interlaken ဆိုတဲ့မြို့ကိုကျွန်တော်တို့နှစ်ယောက်အလည်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အသေးစိတ်ကိုတော့ဒီဗီဒီယိုရဲ့ vlog ထဲမှာပဲဆက်ပြီးတော့ကြည့်ရှုလိုက်ပါခင်ဗျာInterlaken ကိုတခြားဒီပုံမှန်ယထာတွေလည်းသူတို့သွားတဲ့လမ်းကြောင်းတွေလည်းရှိပါတယ်ဒါပေမဲ့ဒီလိုမျိုး Interlaken ကိုယထာလှလှလေးနဲ့သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Golden Pass ကို recommend ပေးပါတယ်ဒီအနောက်ကဟာတော့ကျွန်တော်တို့ခုနကနေစီးလာတဲ့ယထာပဲဖြစ်ပါတယ် Golden Pass ဒီဟာကိုစီးခြင်းနဲ့ဆိုလို့ရှိရင်လက်မှတ်အရေးเนาะ SPP မှာဝယ်ပြီးတော့မှ seat ကို reservation လုပ်ရပါတယ်အဲဒါဆိုကျွန်တော်တို့အခုဆက်သွားလိုက်အောင်ခြာတွေ့ပြီလားပဲသွားမယ်ဟိုစားခြင်းနဲ့ဂျာမန် sausage ရောဆိုတော့ဒီမြို့လေးကတော့ Zweismann မြို့လေးပဲဖြစ်ပါတယ် Interlaken မရောက်သေးခင်ဒီနားလေးမှာခဏလေးနားပါမယ်ခင်ဗျာတသားနဲ့လှုပ်ထားတဲ့နိုင်လေးတွေเนาะဒီကတော့ကျွန်တော်တို့ sausage ကိုတန်းစီနေရပဲဖြစ်ပါတယ်ကောင်းတဲ့အပြာလေးနဲ့ဘီယာအဝါလေးနဲ့ဒီမှာကျွန်တော်ရဲ့ sausage ပြပါမယ်ဟောကြီးပဲနော်မိုက်တာဒီမှာရဘူးကျွန်တော်တို့ဒီ Switzerland မှာ laser treatment ယူနေရပဲဖြစ်ပါတယ်။ဝင်အပေါ်လေးနည်းနည်းလောက်လိုက်အောင်မယ်။အပေါ်ကအရာလေးပြောင်းအောင်။ Okay ကျွန်တော်တို့စားကြည့်တာလဲစားပြီးသွားပြီဆိုတော့ကျွန်တော်တို့သွားရမယ် Interlaken ခီးစဉ်ကိုဆက်သွားပါမယ်ခင်ဗျာ။ပရိသတ်တွေအားလုံးမြင်တဲ့အတိုင်းပါပဲ view ကတော့ပြောစရာမလိုပါဘူးအရန်ကိုလှပပါတယ်ခင်ဗျာFinally ကျွန်တော်တို့ Interlaken ကိုရောက်ပါပြီခင်ဗျာအပေါ်မှာလည်းလေထီးခုန်နေတဲ့သူကိုတွေ့ရတယ်ဒီကနေပြီးတော့တော့ဒီ Interlaken မှာ Airbnb နဲ့နေပေါ့နော် Bed Breakfast မှာလာနေတာဒီဟာကတော့ကျွန်တော်တို့ရဲ့အရန်ကိုလှပပြီးချစ်စရာကောင်းတဲ့ Airbnb အခန်းပဲဖြစ်ပါတယ်ဒီအခန်းထဲကနေပြီးတော့ရေခဲတောင်ကိုပါမြင်ရတယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ကတော့အရန်ကိုသဘောကျနေပါပြီဆိုတော့ကျွန်တော်တို့ Interlaken ကိုရောက်တဲ့အချိန်ကလည်းညနေလောက်ဖြစ်ပြီဆိုတော့ကျွန်တော်တို့ဒီမြို့နားမှာတစ်ချက်လောက်ကျွန်တော်တို့ဘာတွေရှိလဲဆိုတာကိုတွားကြည့်လိုက်ပါဦးမယ်ခင်ဗျာဈေးတောင်မရေးထားဘူးမရေးထားရင်တော့နည်းနည်းကြောက်ဖို့ကောင်းတယ်ဒီစင်းနဲ့ညပြောင်းခေါ်ခြင်းတလို့ခေါ်မှာပေးခြင်းတလို့ပေးလိုက်တော့ Switzerland နိုင်ငံလို့ပြောလိုက်တာနဲ့ဒီနိုင်ငံကနိုင်တွေကိုကောင်းကောင်းထုတ်နိုင်တဲ့နိုင်ငံတစ်ခုလို့ပြောရဲဆိုလို့ရှိရင်လည်းမမှားပါဘူးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် luxury ဆန်နဲ့နိုင်တွေတော်တော်များများကိုဒီနေရာမှာရှာဝယ်လို့ရပါတယ်ခင်ဗျာတိတ်မစားတော့မှအားရပါရစားမယ်လို့ကြည့်လိုက်တာ20ပါ19.9တော့များဆို20တော့ဘယ်လောက်ရှိ20ဆိုတိတ်ပေါ့ဟင်း9000နေပဲမြတ်အေးဟုတ်တယ်တိတ်ကစုံရတဲ့ပွဲတွန်းနေတော့အားရရှိရစားမောင်းနေပါဒါကတော့ဒီမှာနေနေနဲ့ထွက်လာပြီဆိုတော့ခုနဖုံးနေတဲ့တောင်ပေါ်လာပါပြီအပေါ်မှာတိမ်လေးလည်းမြင်နေရတယ်ဆိုတော့အခုကတော့ကျွန်တော်တို့ blouse ကိုသွားမှာပေါ့နော်အဲ့တော့ဒီနေ့ကကျွန်တော်တို့ရှိရဲ့ဒီ Interlaken ကနေပြီးတော့အဲ့ဒီကန်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ bus ကားအရင်စီးသွားရပါတယ်ပေါ့နော်အခုလောက်စီကိုရောက်ပါပြီခင်ဗျာဒီကိုလာတဲ့လူတွေလည်းများပါတယ်ဆိုတော့ကျွန်တော်တို့တန်းစီနေပါတယ်ခင်ဗျာခ
ခုကတော့ကျွန်တော်တို့အထဲကိုရောက်လာပါပြီ ဟန်သွားခြင်းနေရဲ့ပြားအောင်ရေရှိရဲ့နေရာပေါ့နော်ဒါပေမဲ့အခုကတော့နည်းနည်း3နာရီလောက်ဖြစ်နေတော့နေရမရှိတော့ဘူးတောင်နေအောက်ကိုရောက်နေတာဆိုတော့ပြာပါမလားမသိဘူးကြည့်အဲ့တော့ထဲမစင်းစားလိုက်ဘူး သွားချင်တာပဲတည်တယ် သွားချင်တာမသိဘူးအဲ့လိုဖြစ်ကြည့်ကြပါဦး အော်မောင်ဆိုတော့ဒီ blog စီးဆိုတဲ့နေရာကတော့ Instagram မှာလည်းတော်တော်နာမည်ကြီးပြီးတော့လူတွေလည်းတော်တော်များများတကူတကောက်လာကြတဲ့နေရာလေးလည်းဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးအရန်လှတဲ့နေရာမှာတော့ကျွန်တော်တို့ကတော့လှလေးနဲ့လိုလိုက်ပါအောင်မယ်ခင်ဗျာကဲဆိုတော့ကျွန်တော်တို့အခုသွားပြီးလဲပြီးပါပြီဆိုတော့ကျွန်တော်တို့ညစာဝါဒီဆွဲမှာဖြစ်ပါတယ် Thank you. Enjoy. Let me know if you need anything. Yeah. ဆိုတော့ကျွန်တော်တို့ interlinking ပထမရက်ခီးစဉ်ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ဆိုတော့ဒုတိယရက်ကျွန်တော်တို့ဘယ်သွားလဲဆိုတာကိုပရိသတ်တွေဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာတွေ့ပါမယ်